အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော် weight don't sign in ပေါ့နော်ကျွန်တော်နည်းနည်းလေးလည်း hip ဖြစ်နေတဲ့ weight don't sign in အကြောင်းလေးကိုကျွန်တော်ရှင်းပြပေးမယ်သူ့ခေါ်တာကတော့ကျွန်တော် FESS ပေါ့နော် Flywheel Energy Storage System လို့ခေါ်တယ်ပေါ့ဆိုတော့တချို့ကတော့ကျွန်တော်တချို့သိတာတော့ဒီ weight don't sign in ကလေကျွန်တော် free energy ထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလည်းထင်ကြတယ်ဆိုတော့ဒါတကယ်ဟုတ်မဟုတ်ဆိုတာလေးကိုကျွန်တော်ရှင်းပြပေးမယ်ဆိုတော့ကျွန်တော်သိသလောက်လေးနဲ့ကျွန်တော်ရှင်းပြပေးမယ်အလွယ်ကူဆုံးလေးပေါ့နော်ဆိုတော့ကျွန်တော်ရင်းနှီးမိသားဖြစ်တဲ့ကျွန်တော် generator ရှိတယ်ကျွန်တော် battery တွေ solar တွေ inverter တွေရှိတယ်ပြီးတော့ကျွန်တော်ခုလက်ရှိခက်စားနေတယ် hip ဖြစ်တာပေါ့နော် hip ဖြစ်နေတဲ့ FESS ဆို Flywheel Energy Storage System ရှိတယ်ဆိုတော့ဒီကောင်တွေကဘယ်လို energy ကိုဘယ်လိုမျိုးလုပ်ပြီးတော့ကျွန်တော်ဘယ်လိုထုတ်သုံးလဲဆိုဂျန်ဇက်ကတော့ကျွန်တော် fuel energy ကနေကျွန်တော် electrical energy ထုတ်သုံးတယ်ပေါ့နော်ဆိုတော့ဒါသိပြီးသားကျွန်တော် battery ဆိုလည်း chemical energy ကနေ electrical energy ထုတ်သုံးတယ်ဆိုတော့ဒီမှာက FESS မှာ electrical energy ကနေ kinetic energy ဒီ flywheel ထဲမှာကျွန်တော်တို့က energy ကို store လုပ်မယ်ပြီး electrical energy အနေနဲ့ပြန်ထုတ်မယ်ဆိုတော့ဒီထွက်လာတဲ့ electrical energy ကိုဒီမှာပြန်ပေးပြီးတော့ဒီ flywheel ကိုပြန်နေမယ်ပေါ့နော်ဆိုတော့သူ့ရဲ့သဘောကကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ set power supply ပုံစံမျိုးသူကပြန်ထည့်ခိုင်းမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော် input အနေနဲ့တွေပေးလိုက်မယ် motor ကနေကျွန်တော်တို့ဒီ flywheel ကိုပေးလိုက်မယ်ပေါ့နော် flywheel ထဲမှာကျွန်တော်တို့ကဒီ kinetic energy နဲ့ storage လုပ်မယ်ပြီး alternator ကိုပြန်ပေးမယ် alternator နဲ့တစ်ဆင့် motor ကိုကျွန်တော်တို့က supply ပြန်ပေးမယ်ပေါ့နော်ဒီလိုမျိုးတစ်ပတ်လေဖြစ်စဉ်ပေါ့နော်သူ့ power နဲ့သူပြန်ပေးတဲ့ပုံစံမျိုးပေါ့ဒါကိုမပန်ကျူရဲ့မရှင်းပေါ့နော်ဒါမျိုးခေါ်ခဲ့တာပေါ့နော်ဆိုတော့အရင်တော့ကျွန်တော်တို့ဟိုရေတလက်လေးပေါ့နော်ရေတလက်လေးလဲပြီးတော့သူ့ရေနဲ့သူပြန်ကြရဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့သဘောတရားကသူကpower တစ်ခုပေးလိုက်မယ်ပေါ့နော် power တစ်ခုပေးမယ်အဲ့ power ပြန်ပြီးတော့ rotate ပြန်လုပ်ထားမယ်ဆိုတော့အဲ့ rotate လုပ်ထားပြီးတဲ့ဟာကို power ပြန်ထုတ်မယ်သဘောကသူကတရားပေးလိုက်မယ်တရားလဲခိုင်းပြီးတော့100 100 2 100 3 100 4သူ plus လုပ်ပြီးတော့သူ energy ကိုသူ infinity ထုတ်ချင် free ပေါ့ဒီသဘောပေါ့နော်ဆိုတော့ FES ကိုဒီသဘောအခုလက်ရှိကျွန်တော်လောက်ကြမယ်ဆိုပြီးလောက်ကြတယ်ဆိုတော့အဲ့ဒါကြီးကတကယ်ရောဖြစ်နိုင်လားဆိုတော့ကျွန်တော်တို့ရဲ့ universal ကြီးပါ law ကြီးရှိတယ်ပေါ့နော် law ကြီး3 law ရှိတယ်ဆိုတော့ဒါဘယ်လိုခေါ်လဲဆိုတော့ law of conservation of energy ရဲ့ကြောင်းလင်းမှုဖြစ်စဉ်အဲ့ဒါ law ကြီးပေါ့နော် law ကြီးရှိတယ်ဆိုတော့ဒါကိုthermodynamic law လို့လည်းခေါ်ရတယ်ပေါ့နော်ဆိုတော့ဒီ law ကြီး3 law ကလုံးဝဒီကောင်က free energy မဟုတ်ဘူးဆိုတဲ့ကျွန်တော်သက်သေပြဆိုတော့ဒါလေးကိုကျွန်တော်လို့ရှင်းလေးကျွန်တော်ရှင်းပြမယ်ဆိုတော့ကျွန်တော် first law ပေါ့နော် first law မှာ energy can neither create nor destroy ကျွန်တော်က energy ကိုကျွန်တော်ဖန်တီးလို့လည်းမရအောင်ဖြည့်ဆည်းလို့လည်းမရအောင်ဆိုတော့အဲ့မှာကျွန်တော်ရဲ့သဘောကကျွန်တော်100ပေးရင်100ရမယ်ဆိုတော့100ပေးရင်100တက်မရှိဘူးနော်100တက်ဆိုတာမဖြစ်နိုင်မရှိဘူးမရှိရဘူးဆိုတော့ချင်းဒီပေါ့ကျွန်တော်တို့က100ပေးပြီးတော့100 100 infinity ဆိုရတာ no လုံးဝ first law နဲ့ဖြတ်လိုက်ပြီเนาะဒီတစ်ကြောင်းနဲ့ဖြတ်လိုက်ပြီ okay ဆိုတော့ကျွန်တော်က second law ထပ်ကြည့်မယ်เนาะဆိုတော့ဒီမှာကျွန်တော်100ပေးပြီး100နဲ့ညီပြီးတော့100ပြန်ထုတ်မယ်ကွာသဘောကဒီလိုသွားမယ်ဆိုတော့ဒီ plus ကိုခဏပြလိုက် plus ကတော့ကျွန်တော်တို့ဒီ first law နဲ့ညီပြီးတော့ပြုတ်ထွက်သွားပြီเนาะဆိုတော့100နဲ့100ပြန်ထုတ်မယ်ဆိုတော့100နဲ့100ပြန်ထုတ်မယ်ဆိုတော့ကျွန်တော်ရဲ့သဘာဝဖြစ်စဉ်ပေါ့နော်သဘာဝဖြစ်စဉ်ဥဒိယလမ်းကြောင်းဟာအချိန်တစ်ခုရှိအချိန်အရှိဝယ်သွားတယ်သဘောတစ်ခုကကျွန်တော်တို့ကဟိုမှာဖန်ခွက်တစ်လုံးပေါ့နော်ဖန်ခွက်တစ်လုံးပြုတ်ကြတယ်ကွဲသွားလို့ရှိရင်အဲ့ကောင်ကပြန်မဆက်ဘူးသဘောကပေါ့နော်ဒီမှာကျွန်တော်တို့မုတ်တထုပ်မုတ်စားလိုက်တယ်ဆိုတော့အထက်ထဲမုတ်စားလိုက်တယ်ကျွန်တော်အမိုက်ခွန်က waste ပေါ့နော် lot ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော် energy တစ်ခုကနေတစ်ခုကိုကျွန်တော်ပြောင်းလဲပြီးဖြစ်စဉ်တိုင်းမှာကျွန်တော် lot ရှိတယ်ဆိုတော့အရာဝတ္ထုတိုင်းမှာကျွန်တော် internet resistance ရှိတယ်ကျွန်တော်တို့ရဲ့ဒီ let's မှာပေါ့နော် let's မှာ internet resistance အဲ့ဒီတော့ကျွန်တော် volt တွန်းရှိတယ်ကျွန်တော် IC ဖို့အတွက်ဒီ resistance R ရဲ့ခံလာတော့ V equal to I ဒီလိုမျိုး equation တွေကစဒီ law ကြောင့်ပေါ်လာပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုမှာဆိုတော့ energy ဒီတစ်ခုကနေတစ်ခုပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့က100နဲ့100မရအောင်100ကနေ99ပဲရအောင်ဆိုတော့ဘာကြောင့်အဲ့လိုရလဲဆိုတော့ကျွန်တော်ပြောပါနော်100% ကျွန်တော် efficiency လုံးဝမရအောင်เนาะ100ပြင်ပါဆိုတော့100ပြင်ရင်99ရမယ်သဘောကเนาะ efficiency 99.999ထိရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့99ဆို watt ဖြစ်သွားတယ်ဆိုတော့အဲ့မှာကျွန်တော်ထွက်လာတယ် waste ပေါ့နော်1%လည်းသဘောပြပြတာပေါ့နော်99ဆိုရင်1% waste ပြအဲ့ waste ကကျွန်တော်က heat အနေနဲ့ထွက်လာတယ်เนาะဆိုတော့ heat အနေနဲ့ထွက်လာတယ်ဆိုတော့အဲ့ဒီဖြစ်စဉ်ကိုကျွန်တော်တို့ကဒီလိုမျိုးပြောတယ်ပေါ့နော် order ကနေ disorder ဖြစ်သွားတယ်ဆိုတော့အကောင်းကနေဖေယိုဖျဲဖြစ်သွားတယ်ဆိုတော့ဒီဖေယိုဖျဲဖြစ်စဉ်ကိုကျွန်တော်တို့ကတိုင်းတာတဲ့ဟာကို entropy နဲ့တိုင်းတယ်เนาะ entropy တိုင်းတယ်အချိန်ကြာလေကျွန်တော် entropy များလေကျွန်တော်လောကကြီးကကျွန်တော်တို့ energy သုံးလိုက်တဲ့အလျောက်မှာကျွန်တော် waste ဒီ entropy ထွက်တယ်ပေါ့နော်ဆိုတော့သဘောကကျွန်တော်တို့လက်ရှိရေမော်တာမောင်းတဲ့ခါကျရင်ကျွန်တော်အပူတွေထွက်လာတာတို့
မှကျွန်တော်ကားတွေမောင်းလို့ရှိရင်အိတ်ဇောကနေအပူတွေထွက်လာတာဆိုအပူထွက်လာတဲ့ကျွန်တော်တို့ weight ရှိတယ် weight ကကျွန်တော် entropy တွေတိုးလာတယ်နော် entropy တိုးလာတိုင်းကျွန်တော် water မှာ 100% လောက် efficiency 100% လောက်မရဘူး100ပေးတိုင်း100မရဘူးဆိုတော့သဘောက100ပေးရင်100မရဘူးအချိန်တစ်ခုရောက်လို့ရှိရင်ရင်းသေးပါသူ့ဘာသူ auto ရက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီသဘောအရ100ပေးမယ်100လေလာခိုင်းမယ်လောကမရက်ဘူးပေါ့နော်100တိုင်းဒီတိုင်းသူ့လေတာမရဘူးကျွန်တော်စက္ကန့်လောအရ100ပေးရင်100မထွက်ဘူး100လည်းမလဲနိုင်ဘူး loss တွေကြောင့်ကျွန်တော်တို့ဂျိန်းသေးပါဒီဘက်ကဒီ100တိုင်း 100% efficiency မရဘူးเนาะဒီလိုပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီမှာဒါနောက်တစ်ခုတက်လောပေါ့နော်တက်လောထက်ကြည့်မယ်ထက်လောကြတော့ကျွန်တော်ထွက်လာတဲ့အပူဒီ temperature ကို0 Kelvin ထိကိုကျွန်တော်မချနိုင်ဒီ heat အနေနဲ့ထွက်လာတဲ့ heat ကို0 Kelvin ကျွန်တော်လုံးဝမချနိုင်ဘူးပေါ့နော်မချနိုင်ဘူးဆိုရင်ကျွန်တော်တို့ entropy လည်းလုံးဝကျွန်တော်0မရောက်နိုင်0မရောက်နိုင်ရင်ကျွန်တော်တို့ 100% efficiency လုံးဝမရဆိုတော့ကျွန်တော်တို့ကဒီ FESS ကိုကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဒီသဘောထားတော့ကျွန်တော်တို့ကသူ့ဘာသူပြန်ပေးလိုက်ပြီးတော့ဒီလိုထုတ်မယ်ပေါ့ဒီပုံစံတိုင်းကျွန်တော်တို့ကသုံးမယ်ဆိုရင်ရနိုင်လားဆိုရင်ကျွန်တော်တို့ကလုံးဝမရနိုင်တဲ့အကြောင်းကကျွန်တော် first law ရ input ထဲမှာကျွန်တော်တို့လဲမယ်ဆိုတော့เนาะ input ထဲမှာလဲမယ် input ကကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကoutput ကျွန်တော်တို့က100 watt လိုချင်ရင်ကျွန်တော်တို့ input ကဂျိန်းနေပေါ့ကျွန်တော်တို့က125 watt လောက်ဒါကျွန်တော်တို့ကပေးရဒီသဘောပဲเนาะဆိုတော့အဲ့လိုမျိုးတွားတယ်ဘာလို့ဆိုတော့125ဆို25ကျွန်တော်တို့ကဒီ second law address ကိုကျွန်တော်တို့ loss အနေနဲ့ထည့်ထားတယ်ဆိုတော့ loss ကို0မလုပ်နိုင်เนาะ0မလုပ်နိုင်လောက်ကို0မလုပ်နိုင်တွေကတော့ loss ကရှိမယ် loss ရှိတဲ့အတွက်ကျွန်တော်တို့က input ကအမြဲတမ်း output ထက်ကိုများတယ်ပေါ့နော်များပေးမှကျွန်တော်တို့ကဒီ set ကြီးကမရက်မှာညီနေလို့ရှိရင် chain box law နဲ့အတူတူကျွန်တော်တို့ကအချိန်တစ်ခုရောက်လို့ရှိရင်သူကသူ auto ရက်သွားမယ်တရားပေးတိုင်းတရားမရဘူးပေါ့နော်ဆိုတော့ okay နောက်တစ်ချက်ကကျွန်တော်တို့ကဒီ FESS တွေကိုကျွန်တော်ဘယ်နေရာမှာသုံးမလဲပေါ့အဓိကမင်းမှာကျွန်တော်တရုတ်တွေမှာသုံးနေပြီဘယ်နိုင်ငံတွေမှာသုံးနေပြီဆိုတော့ okay ကျွန်တော်တို့ကသိရဖို့ကကျွန်တော် inverter တွေ battery တွေလိုမျိုး generator တွေလိုမျိုးကျွန်တော် long time ကျွန်တော်သုံးမယ် FESS ကိုပေါ့နော်ရပါလားဒီကျွန်တော်တို့ battery နေရာမှာ fly away ထည့်ပြီးတော့ကျွန်တော်သုံးလို့ရပါဆိုတော့ကျွန်တော်ဒါကိုကျွန်တော်ရှင်းပြမယ်ဆိုတော့ battery မှာကကျတော့ကျွန်တော်တို့က energy ကိုတည်ငြိမ်တဲ့စွမ်းအင်နဲ့ကျွန်တော်ထိမ့်သိမ့်တယ်ကျွန်တော် chemical energy နဲ့ထိမ့်သိမ့်တာကျွန်တော် fly away မှာကျတော့ဒီ FESS ကျွန်တော် fly away storage energy storage system မှာတော့ရွေးရှာတဲ့စွမ်းအင်နဲ့ kinetic energy အနေနဲ့ကျွန်တော်တို့ကထိမ့်သိမ့်ထားတဲ့အတွက် chain တွေပေါ့ loss များတယ်ဒါပေမဲ့ကျွန်တော်ဒီ loss တွေကပါတယ်ဆို bearing တွေရှိမယ် bearing friction တွေရှိမယ် air drag တွေရှိမယ် battery ရှင် pulley loss တွေရှိမယ် generator ရဲ့ဒီ coil resistance တွေကြောင့်ရှိမယ်နော်ဆိုတော့ဒီကောင်းလေးရှိပြီမဲ့ဒီ FESS ကြီးကိုတရုတ်ပြည်မှာတကယ် megawatt ကြီးနဲ့တုံးတယ်ဘာလို့တုံးတာလဲဆိုတော့သူကကျွန်တော်တို့ဒီစက်ရုံတွေအကြီးစားတွေကျွန်တော်တို့မှာ crate ဒီ mi stable ဖြစ်တဲ့ဟာတွေဆိုတဲ့အချိန်မှာသူက capacitor တစ်လုံးလိုပဲကျွန်တော်တို့ဘယ်လိုပြောမလဲဘူးတွေကိုထောက်ထားဘယ်လိုလဲအားကိုကျွန်တော်တို့ကပို့ပြီးတော့ခံနိုင်ရှိအောင်ကျွန်တော်တို့ထောက်ထားပေးတဲ့သဘောဆိုတော့ကျွန်တော်တို့က grip ပြတ်သွားပြီ UPS အနေနဲ့ millisecond အတွင်းမှာဒီ flying energy storage ကကျွန်တော် short time ပေါ့နော်short time millisecond လောက်အတွင်းမှာကျွန်တော်တို့ high power ပေးနိုင်တဲ့ခါကျတော့ तू ကဘယ်လောက်ပဲကြာခံလဲဆိုတော့5 minute ကနေ15 minute လောက်ပဲကြာကြီးအချိန်ကြာတယ်ပေါ့နော်ဒါ short time အတွင်းမှာပဲသူကအလုပ်လုပ်ပေးနိုင်တယ် millisecond အတွင်းမှာတော့ grid supply ပြတ်သွားပြီဆိုတာ millisecond အတွင်းမှာ high power ပေးနိုင်တော့ကျွန်တော်တရုတ်ပြည်မှာစက်ရုံဒီကျွန်တော် power source တကယ်ကျွန်တော်တို့ main server ကြီးတွေကျွန်တော် internet server ကြီးတွေ server ကြီးတွေမှာကျွန်တော်တို့ဒီpower supply power ချက်ချင်းပေးနိုင်မှုရေးအတွက်ကိုကျွန်တော်တို့ကဒီ FESS ကျွန်တော်တို့ကဒီယာယီ megawatt ကြီးသုံးရတယ်ပေါ့နော်ကျွန်တော်တို့ကဘယ်လိုပဲဒီ alternator တွေရဲ့ coin တွေကိုဘယ်လောက်ပဲဘယ်လိုပဲ RPM နဲ့ဘယ်လို RPM low RPM နဲ့ကျွန်တော် high voltage ရပါတယ်ပြောဘယ်လိုပဲပြော efficiency ပဲကျွန်တော်တို့ကတိုးလာမှာကျင်းနေပါ efficiency ပဲတိုးတယ်ကျွန်တော်100 watt ကို100 watt တော့မရဘူးကျင်းနေပါမရဘူးဆိုတော့ကျွန်တော်တို့ကဒီကောင်လေးဘယ်လိုတုံးလဲဆိုတာเนาะ FESS ကိုဘယ်လိုတုံးလဲဆိုတာလေးကိုနားလည်မယ်လို့ထင်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်